ဒီကောင်မလေးကအလန်တကြားပြေးလာပြီးအမျိုးသားတယောက်ရဲ့လက်မောင်းကိုဆွဲကင်ကကိုကျေးဇူးပြုပြီးတစ်ခုလောက်ကူညီပါအောင်ခဏလောက်ကျမရဲ့ရီးစားအဖြစ်ဟန်ဆောင်ပေးပါလို့ပြောလိုက်တယ်အမျိုးသားကဒေါသတကြီးနဲ့သူ့လက်ကိုယုံဖယ်လိုက်ပြီးရှက်တက်စမ်းပါငါကနင့်ကိုမသိပဲနဲ့ဒါမျိုးတွေလာပြောနေတယ်ပြီးတော့နင်ကဒီလောက်ချောမောလှပနေတာငါကနင့်နဲ့မတန်ပါဘူးလို့ပြန်ပြောတယ်ကောင်မလေးကအားကိုးရမဲ့စွာနဲ့ပဲကျေးဇူးပြုပြီးအထင်မလွဲပါနဲ့ကျမမှာတခြားရွေးချယ်စရာမရှိလို့ပါခဏနေရင်အားလုံးနားလေသွားမှာပါလို့ထပ်ရှင်းပြတယ်ဒါကူကြတော့အမျိုးသားကတိတ်တဆိတ်ထွက်သွားဖို့လုပ်တယ်ကောင်မလေးကသူ့လက်ကိုမြက်ပြန်ဆွဲပြီးတားထားလိုက်တယ်အဲ့ဒီအချိန်မှာပဲနီနီကဖျက်လျှောက်လာရင်သူ့ရီးစားကိုဟိုမှာကြည့်စမ်းမီနင်းရက်နေတာပဲလို့အချက်ပြလိုက်တယ်မီနင်းကသူတို့ကိုမြင်တော့စိုးရိမ်တကြီးပြုံးပြရင်အမျိုးသားရဲ့လက်မောင်းကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားလိုက်တယ်အဲ့ဒီတော့နီနီကမင်းနင်ကဒုတက်ကတူမှာအချောဆုံးဖြစ်ခဲ့ပြီးအခုတော့နင့်ကိုကြည့်ရတာတနာတနာမိတယ်နင့်ထက်အများကြီးအသက်ကြီးတဲ့သူကိုတောင်ရီးစားတော့ထားရတယ်လို့လှောင်ပြောင်လိုက်တယ်သူရင်ကလည်းဟုတ်တယ်သူကတကယ်ချောတာကျွန်တော်တောင်သူ့ကိုသဘောကျလို့တွဲဖို့ပြောခဲ့ဘူးလေဒါပေမဲ့သူကညင်းခဲ့တာအခုတော့ကြည်စမ်းမအောင်ဒီလိုလူမျိုးနဲ့မှညှိတွယ်နေတာရှက်ဖို့ကောင်းလိုက်တာလို့ဝိုင်းပြောတယ်ပြီးတော့နီမီကအဲ့ဒါနဲ့နီးရီးစားကဘာအလုပ်လုပ်တာလဲလို့ထပ်ပြီးနှိမ်ချမီးမြန်းတယ်မင်းင်းကစိုးရိမ်စပြုလာတဲ့အချိန်မှာအောင်ကငါအလုပ်ကမင်းတို့တီးဖို့မလိုပါဘူးလို့ယုံကြည်ချက်ရှိပြောလိုက်တယ်သူရင်ကအတီကြီးလားကွာမင်းကိုကြည်တာနဲ့တင်တီးတာနေပါတယ်အစားတောက်ပို့တဲ့သူမဟုတ်လားဒီထက်ကောင်းတဲ့အလုပ်မျိုးဘသူကပေးမှလဲလို့ပြောတယ်အဲ့ဒီနောက်နီမီကကောင်းယူစွာနဲ့ပဲမင်းငါရီးစားဘာလုပ်လဲဆိုတာပြောပြမယ်သူ့အမေကဝမ်းလုပ်ငန်းစုရဲ့ဒါရိုက်တာလीအဲ့ဒါကြောင့်သူ့ကိုအဲ့ဒီမှာပဲ HR manager အဖြစ်ခန့်ထားတာလို့ကြွားလိုက်တယ်ဒါကူကြတော့အောင်ကမင်းတို့မှားနေပြီသူ့အမေကဝမ်းလုပ်ငန်းစုရဲ့ဒါရိုက်တာလည်းမဟုတ်တယ်လို့သူကလည်း HR manager မဟုတ်ပါဘူးလို့ AECC ပြောလိုက်တယ်သူရင်ကစိတ်တော်သွားပြီးငါ့ကိုတီချာကြည့်စမ်းလို့ပြောနေတော့မှပဲနီနီဟောမှာမောင်လေးရဲ့အမေလာနေပြီလို့ဖြတ်ပြောတယ်သူရင်ကလည်းဟုတ်တယ်အဲ့ဒါငါအမေပဲလို့ဂုံယူစွာပြောရင်အောင်နဲ့မင်းကိုလက်ညှိုးထိုးကနီနီအောင်ပေါ့အခုဘာဖြစ်မလဲဆိုတာပြပြီးမယ်လို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာသူ့အမေရောက်လာတယ်သူကအမိစီကိုအပြေးလွှားသွားပြီမယ်အမိဖြစ်သူကသူ့ကိုဂယုမဆိုင်ပဲအောင်စီတန်းမတ်သွားပြီးမင်္ဂလာပါဥက္ကဋ္ဌကြီးလို့ပြုံးရွှင်စွာနှုတ်ဆက်လိုက်တယ်ဒါကိုမြင်တော့သူရင်နဲ့နီနီတို့လုံးဝစွန့်ဩသွားကြတယ်သူကဥက္ကဋ္ဌကြီးမှန်တိသွားတဲ့အခါသူရင်ကတုံရင်နဲ့အောင်ရဲ့လက်ကိုကင်ပြီးကျွန်တော်ကိုခွင့်လွတ်ပါဥက္ကဋ္ဌကြီးကကုမ္ပဏီပိုင်ရှင်မှမသိလို့ပါကုမ္ပဏီမှာလည်းတခါမှမမြင်ဘူးလို့အထင်လွဲသွားတာပါလို့တောင်းပန်တယ်ဥက္ကဋ္ဌကသူ့လက်ကိုဒေါသတကြီးနဲ့ယုံဖယ်လိုက်ပြီးသူတစ်ပါးကိုဂယုမဆိုင်ပဲမောက်မာတဲ့သူတွေကငါတို့ကုမ္ပဏီမှာမန်နေဂျာလုပ်ဖို့မတန်ဘူးမနေ့ပြန်ကစပြီးအလုပ်လာစရာမလိုတော့ဘူးထွက်သွားတော့လို့အမိန့်ပေးလိုက်တယ်ဥက္ကဋ္ဌကြီးစိတ်ဆိုးနေတာကိုမြင်တော့သူတို့နှစ်ယောက်လုံးအရှက်ရပြီးထွက်သွားကြတယ်သူတို့ထွက်သွားပြီးနောက်မင်းင်းကဆရာခုနကကျမရဲ့ရီးစားအဖြစ်ဟန်ဆောင်ပြီးကူညီပေးခဲ့လို့ကျေးဇူးတင်ပါတယ်ကျမမှာအမှားပါသွားရင်လည်းခွင့်လွတ်ပေးပါလို့အလေးအနက်ပြောတယ်ဥက္ကဋ္ဌကယဉ်ကျေးစွာနဲ့ပဲရပါတယ်တကယ်လို့မင်းဆန္ဒရှိမယ်ဆိုရင်ငါကမင်းရဲ့ရီးစားအစ်စ်တောင်ဖြစ်ပေးနိုင်ပါတယ်လို့ပြန်ပြောတယ်ဒါကိုကြားတော့မင်းင်းကတကယ်ကြီးလားလို့ပြောပြီးမှကျမကတော့ရှင်နဲ့တွဲချင်ပါတယ်ဒါပေမဲ့လူတွေကကျမတို့ကိုအားပေးမလားမသိဘူးပရိသတ်တွေကိုအရင်မေးကြည့်ပါရစေလို့တုံဆိုင်နဲ့ပြောလိုက်တယ်ပြီးတော့ပရိသတ်တွေပဲလှည့်ပြီးအားလုံးပဲဘလို့ထင်ကြလဲသူကကျမထက်အသက်ကြီးပေမဲ့တကယ်ကိုစိတ်သဘောထားကောင်းပြီးကိုညီတတ်တဲ့သူပါအဲ့ဒါကြောင့်သူ့ကိုကျမရဲ့ရီးစားအဖြစ်လက်ခံလိုက်ရမလားဆိုတာလေးကိုမှတ်ချက်မှာဖြည့်ပေးခဲ့ကြပါဦးဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုရင် like share လုပ်ဖို့မမိပါနဲ့ဦးနော်